ပုံမှန်905ကကြီးနဲ့ထောင်ဒဏ်ကျခံနေရသူ3085ဦးကိုပြည်ထန်လွတ်ငင်းခွင့်ပေးပြီးတရားရင်ဆိုင်နေရစိ9580ဦးကိုအမှုပိတ်သိမ်းနိုင်ငံတော်ကြီးညိုပြည့်စင်မှုပုံမှန်905ကကြီးအမှုဖွင့်ခံရပြီးပြည်ထန်ကျခံနေရသူ2362ဦးကိုကျခံရန်ကြန့်ရှိနေသေးသည်ပြည်ထန်များရှော့ပေါ်ကလွတ်ငင်းချမ်းသာခွင့်ပေးလိုက်ကြောင်းယနေ့နိုဝင်ဘာ26ရက်ည8:00နာရီတွင်အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီကသတင်းထုတ်ပြန်ထားပါတယ်အလားတူပုံမှန်905ကကြီးဖြင့်ပြစ်ဒဏ်ချခံနေရသူ924ဦးကိုလည်းနောက်ထပ်ပြစ်မှုထပ်မံကျူးလွန်မှကချခံရန်ကြက်ရှိနေသည့်ပြစ်ဒဏ်များအားဆက်လက်ချခံမည်ဟုသည့်စည်းကမ်းချက်ဖြင့်ပြစ်ဒဏ်များမှလွတ်ငင်းခွင့်ပြုခဲ့ကြောင်းသိရပါသည်။ထို့ပြင်ပုံမှန်905ကကြီးဖြင့်အမှုဖွင့်ခံထားပြီးထွက်ပြေးတိမ်းရှောင်နေသည့်အတွက်ရာဇဝတ်ကျင့်ထုံးဥပဒေပုံမှန်910ဖြင့်တရားစွဲဆိုခံရသူ9580ဦးကိုလည်းအမှုများပိတ်သိမ်းပြီးအမှုမှလွတ်ရန်လည်းအမိန့်ထုတ်ပြန်ခဲ့ပါတယ်။အဆိုပါမိန့်များအောင်မကြာမီကျင်းပမည့်ရွေးကောက်ပွဲတွင်မဲပေးခွင့်ရှိသူအလုံးလွတ်လပ်မျှတစွာမဲပေးနိုင်ရေးအတွက်ယခုကဲ့သို့ထုတ်ပြန်ကြေညာခြင်းဖြစ်ကြောင်းလည်းအမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီကသတင်းထုတ်ပြန်ထားပါတယ်။အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီသည်ပြည်သူလူထုတရက်လုံးကလူလားတောင်းတသည့်ပါတီစုံဒီမိုကရေစီစနစ်ကိုအောင်မြင်စွာရှောင်လန်းနိုင်ရေးအတွက်အဓိကထားဆောင်ရွက်လျက်ရှိသည့်အလျော်စွာပြည်သူလူထုပူးပေါင်းဆောင်ရွက်မှုဖြင့်အကောင့်ထဲပေါ်ဆောင်ရွက်နိုင်ရေးဦးတည်ချက်ချမှတ်ဆောင်ရွက်လျက်ရှိကြောင်းမချမီကျင်းပတော်မူပါတီစုံဒီမိုကရေစီထွေထွေရွေးကောက်ပွဲကြီးတွင်ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့်မဲဆန္ဒရှင်ပြည်သူအလုံးလွတ်လပ်မျှတစွာဆန္ဒမဲပေးနိုင်ရေးအတွက်ရာဇသက်ကြီးပုံမှန်905ကကြီးဖြင့်၎င်းရှင်းပြမှုဖြင့်ထွက်ပြေးတိမ်းရှောင်နေသဖြင့်ရာဇဝတ်ကျင့်ထုံးဥပဒေပုံမှန်910ဖြင့်၎င်းတရားစွဲဆိုခံရသူ9580ဦးတို့၏ကြားနာစစ်ဆေးဆဲအမှုများကိုပိတ်သိမ်း၍တရားခံများအားအမှုမှလွန်ရန်ဖွဲ့စည်းပုံအခြေခံဥပဒေပုံမှန်429အရဤမိန့်ကိုထုတ်ပြန်လိုက်ကြောင်းအမိန့်စာတွင်ပါရှိပါတယ်။မကြာမီကျင်းပမယ့်ရွေးကောက်ပွဲမှာဆန္ဒမဲပေးနိုင်ရေးအတွက်ရာဇသက်ကြီးပုံမှန်905ကကြီးဖြင့်တရားစွဲဆိုခံထားသူတွေနဲ့ထွက်ပြေးတိမ်းရှောင်နေသူများကိုအမှုမှလွတ်ပေးဖို့အမိန့်ထုတ်ပြန်သွားမှာဖြစ်ပါတယ်။ပြည်ထန်လွတ်ငင်းခွင့်ရာဇသက်ကြီးပုံမှန်905ကကြီးဖြင့်အပြစ်ကျခံရသူတွေကိုလည်းခံဝင်တဲ့အပြစ်မှလွတ်ပေးမှာဖြစ်ပါတယ်လို့ဗိုလ်ချုပ်စောမင်းထွန်းကပြောပါတယ်။905ကကြီးဖြင့်တရားစွဲဆိုခံထားသူများနဲ့ပြစ်ဒဏ်ချခံနေရသူများစည်ရင်ကိုယနေ့ည8:00နာရီတည်းပြီးတွင်အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီကထုတ်ပြန်ကြေညာသွားမည်ဖြစ်ကြောင်းသိရပါတယ်။